တွေးဆုံခြင်းတွေကိုလက်ခံနိုင်ရင်ကွဲကွာရခြင်းတွေကွေကွင်းရခြင်းတွေကိုလည်းလက်ခံနိုင်ရလိမ့်မယ်ဟောဒီလောကကြီးထဲမှာလေအချစ်ဆိုတဲ့ကျိုးနဲ့ပဲချီချီတန်ရောစဉ်ဆိုတဲ့ကျိုးနဲ့ပဲချီချီရေဆက်ဆိုတဲ့ကျိုးနဲ့ပဲချီချီဘယ်နောင်ကျိုးကမှမြဲတယ်ဆိုတာမရှိပါဘူးဒါကြောင့်မမြဲတဲ့သဘောကိုသိအောင်ကြိုးစားပါဘယ်ရာကမှကိုထင်ထားသလိုမြဲတာမဟုတ်ဘူးလို့သဘောပေါက်လာတဲ့အခါကျရင်ခွန်းလွတ်တက်လာမယ်ဆွန့်လွတ်တက်လာမယ်ခွန်းလွတ်ရင်ခွန်းလွတ်နိုင်သလောက်ကိုယ်ကလွတ်လပ်သွားမယ်စိတ်နှလုံးဟာငြိမ်းချမ်းသွားလိမ့်မယ်ဆွန့်လွတ်နိုင်ရင်ဆွန့်လွတ်နိုင်သလောက်ပေါ်ပါမယ်အေးချမ်းမယ်တည်ငြိမ်မယ်လွတ်လပ်မယ်မဆွန့်လွတ်နိုင်သေးရင်တော့ပူလောင်ရမယ်တောကတွေများရမယ်မျက်ရည်တွေကျရလိမ့်မယ်ဒါကြောင့်ဘဝမှာငြိမ်းချမ်းခြင်းနဲ့လွတ်လပ်ခြင်းနဲ့ပေါ်ပါခြင်းနဲ့ဆိုရင်ခွင့်လွတ်နိုင်အောင်ကြိုးစားပါဆွန့်လွတ်နိုင်အောင်ကြိုးစားပါဘယ်အရာကမှမမြဲဘူးဆိုတာကိုသဘောပေါက်အောင်ကြိုးစားပါနောက်ပိတ်ဆုံးတယောက်တည်းနေနိုင်အောင်ကြိုးစားပါပြင်ဆင်ထားပါလောကမှာဘယ်သူကမှကိုယ့်အပေါ်ကိုကိုယ့်လောက်မချစ်ဘူးဆိုတာကိုလည်းမြဲမြဲမှတ်ထားပါနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ